ကဲ post အသုံးပြုနေပါတော့ကျွန်တော်တို့ဒီhim တချင်းတွေထဲမှာအပြားကျွန်တော်တို့တွေ့နေရတဲ့ဒီ post သမားတွေပေါ့နော်ဒီ post သမားလေးတွေကျွန်တော်တို့လို့ပြောမလဲအများကြီးမပြောကျွန်တော်လည်းမတတ်ပါဘူးကျွန်တော်တတ်ထားတဲ့အရာလေးတွေပေါ့နော်ဆိုတော့တချို့တွေကြတော့ဒီ1 2 3 4ပေါ့နော်4အပေါ်မှာကြာရောက်တဲ့ post သမားတွေကြတော့1 bit ပဲပေါ့နော်1 bit ပဲကျွန်တော်တို့1 bit ကျွန်တော်တို့နားရမည်ပေါ့နော်နားရမည်ကျွန်တော်တို့တချင်းထဲမှာကျွန်တော်တို့ဥပမာပြရရင်ကျွန်တော်တို့ him 45လားတိတိတချင်းနဲ့ဆိုမှဆိုရင်ဤဘုနာစွမ်းပြီးစေစုဟီဝိပိနံချံအကိဒါနာဘောနော်အဲ့ဒီတချင်းဆိုတော့အခေါ်ရစမှာဒွန်ဂင်နာဂမ်ကျွန်တော် so la 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 di la so 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 ဒါဖြစ်တယ်ဆိုတော့ဒါ chorus ပေါ့နော် so la 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 di la so 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 ဆိုတော့မှလာတယ်ဒါမဲ့သူ့ရဲ့အဲ့ဒီပေါ်လေးမှာသူတို့ကပါလောက်ထားတယ်ဆိုတော့ pause လေးတတ်ထားတာပေါ့နော်ဆိုတော့တကယ်လို့များ pause မရှိခဲ့ရင် so la 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 ဆက်တိုက်ဆိုလို့ရတယ်ဒီမှာpause ရှိတဲ့ခါကျတော့ကျွန်တော်တို့1 beat နားရမယ် so la 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 di la so 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 ဘောနော်ကျွန်တော်တို့အဲ့လိုဆိုရမှာဖြစ်ပါတယ်ပြီးတော့မှဒုတိယအနေနဲ့ကကြတော့1 2 3 4ပေါ့နော်ဒီ medium bar တမ medium ပေါ်မှာပေါ့နော် medium bar တမပေါ်မှာရှိတဲ့ဟာကျတော့ကျွန်တော်တို့2 bit ပေါ့နော်2 bit နားရမည်2 bit နားရမည်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့so mi re do so la fa fa la so mi mi re do mi mi အခေါ်ရစနေဆိုကျွန်တော်တို့ရှင်းကြည့်မယ် so so do ti so 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 do ti re re do ti la so အပေါ်မှာအဲ့ဒါလေးရှိတယ်အဲ့လိုပါနော်so so do ti re do ti la so 1 2 la so mi mi re do re mi re do ဘောနော်medium bar ပေါ်မှာကြာရောက်တဲ့pause သမားတွေကျတော့ကျွန်တော်တို့2 bit နားပြရမှာအသုံးပြုရမှာဖြစ်ပါတယ်ပြီးတော့မှတကူတကနဲ့ပေါ့နော်တချို့တချင်းတွေပေါ်မှာရှိသေးတယ်ဘာတွေလဲဆိုတော့ဒီလိုပေါ့နော်ဒီလိုတွေဒါမျိုးလဲရှိကောင်းရှိတယ်ပေါ့နော်ဒါမဲ့မများပါဘူးဒါမဲ့အဲ့လိုမျိုးရှိတဲ့ခါကျတော့ကျွန်တော်ရှင်းပြတတ်တာတခုပါလဲဆိုတော့1 bit ပေါ့နော်ကျွန်တော်တို့အပူနာပြရမယ်သဘောရှိပါတယ်လို့ပေါ့နော်ဆိုတော့အများကြီးဆိုတော့1 2 3 4အပေါ်တိုင်းမှာရှိတဲ့ခါကျတော့ကျွန်တော်တို့1 bit ပဲကျွန်တော်တို့နားပြရင်တင့်တော်မယ်ဆိုပြီးတော့မှကျွန်တော်ပြောနိုင်တာဖြစ်ပါတယ်ပေါ့နော် pause အကြောင်းလည်းပဲကျွန်တော် line ပေါ်မှာ comment နေပြီးတော့မှရှင်းပြပါအောင်ဆိုလို့ကျွန်တော်ဒီတစ်ခါရှင်းပြရချင်းဖြစ်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်